Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကမေနောက်အရွက်တစ်မျိုးလေးဘယ်လိုတုံးလဲဘယ်လိုညက်လဲဆိုတာ share မျှဝေပေးပါမယ်ပေါ့နော်ဒါတော့မေပန်းထိုးတဲ့နေရာမှာအရင်ကြိုက်တဲ့အရွက်တစ်မျိုးလေးလည်းဖြစ်ပါတယ်မေတို့ခေါ်တာကတော့တရုတ်လိုပါရှိရွက်လို့ခေါ်တာပေါ့နော်မိတ်ဆွေတို့မြို့မှာနာမည်ဘယ်လိုခေါ်ကြလဲပေါ့နော်တချို့တွေကတော့မေတိတာတော့လက်ကြီးကြားလို့လည်းခေါ်တယ်လက်ကြီးကမုံလို့အရွက်လို့လည်းခေါ်တယ်ပေါ့နော်အဲဟာမိတ်ဆွေတို့ဘယ်လိုခေါ်နည်းရှိလဲခေါ်တဲ့နည်းရှိဆိုခေါ်ကြပေါ့နော်ဒါတော့ပန်းလို့စေပန်းအရွက်လုံးကြီးမပြခင်မှာဒီလိုပန်းထိုးတဲ့ကိရိယာလေးတစ်မျိုးမိတ်ဆက်ပေးမယ်ဒီကိရိယာလေးကကျတော့ပန်းထိုးတဲ့နေရာမှာအဓိကသုံးတဲ့ကိရိယာပေါ့နော်ဒီယေစုဖော့တွေအခုချိန်မှာပစ္စည်းတွေကယေစုဖော့တွေအဝင်ခက်ခဲနေတာပေါ့နော်တချို့ဆိုလည်းယေစုဖော့တွေကဈေးရတော့ share တက်တာပေါ့နော်ဝယ်လို့လည်းမရဘူးတချို့ကတော့အမျိုးမျိုးကြုံတွေ့နေရပေါ့နော်ဒါကတော့မေစီမှာမေတခါတလေယေစုဖော့မတုံးဆိုတုံးတဲ့ပစ္စည်းကိရိယာတစ်မျိုးသူကတန်အစူးချွန်လေးနဲ့စိုက်သေးလာတယ်စိုက်ကြီးလာတယ်စိုက်မျိုးစုံလာပြီပေါ့နော်မေတုံးတာတော့စိုက်အသေးလေးပေါ့နော်ဒီဟာလေးကတော်တော်လွယ်တယ်သူကကိုယ့်ရဲ့ပကံပြားထဲမှာကိုယ့်ရဲ့အိုးတစ်ခုခုမှာထည့်ပြီးတော့အဲ့ဒီအစူးချွန်ကိုထည့်တဲ့လောက်ရေမြုပ်အောင်ထည့်ပြီးလိုက်ဆိုရပြီပေါ့နော်ဒါဆိုရင်အရွက်လေးပြပေးမယ်ပထမဦးဆုံးလုပ်တဲ့နည်းကကြတော့အပြင်ကိုအနောက်ဘက်ကိုလှန်ပြီးတော့လိတ်တဲ့နည်းလေးဒီလိတ်တဲ့နည်းကကိုတစ်ချက်လေးပဲလိတ်လို့ရတယ်နှစ်ခါလောက်လိတ်လို့လည်းရတယ်ပေါ့နော်အနောက်ဘက်ကိုလှန်ပြီးတော့မေကတော့နှစ်ခါလောက်လိတ်မယ်လိတ်ပြီးပြီဆိုရင်စတာပလာလေးနဲ့နှိပ်လိုက်မယ်နော်နှိပ်ပြီးပြီဆိုရင်ဒီအစူးဒီပန်းထိုးတဲ့ကိရိယာပေါ်မှာတော့ထိုးလို့ရတယ်ပေါ့နော်ဒီပန်းထိုးတဲ့ကိရိယာတော့တရုတ်လိုကတော့ကြန့်ရှောင်လို့ခေါ်တာပေါ့နော်အင်္ဂလိပ်လိုကတော့ကန်ဆန်လို့ခေါ်တယ်ပြီးရင် flower pin လို့လည်းခေါ်ကြရပေါ့နော်ဒီကိရိယာလေးကိုတရားလေးကိုအရွက်လေးကိုစတာပလာနဲ့နှိပ်လိုက်မယ်ဒါတော့ပထမနည်းလေးပေါ့ပြီးပြီဆိုရင်မေတို့ရဲ့ကိရိယာပေါ်မှာသူကအစူးတွေနဲ့ဆိုတော့လေတန်ဆူးချွန်လေးနဲ့ဆိုအဲ့ဒီတန်ဆူးချွန်ပေါ်မှာသူစိုက်လိုက်ပြီးဆိုရပြီရေရလဲအောက်မှာရေထည့်ထားရဆိုရအပန်းပဲဖြစ်ဖြစ်အရွက်တွေပဲဖြစ်ဖြစ်ရေကတော့စုပ်နေမှာပဲလीနော်ဒါပထမတနည်းဒီအရွက်ရဲ့အလားစင်နဲ့ပထမနည်းပေါ့နော်ပြီးပြီဆိုရင်ဒုတိယနည်းတစ်မျိုးပေါ့နော်မိတ်ဆွေတို့မျိုးမှာပါနာမည်ခေါ်လဲတချို့မတည့်ရလူဆိုရင်တရုတ်လူဆိုရင်ဘာရှိရွက်ပေါ့နော်တချို့ဆိုရင်လက်ကြီးကြားလက်ကြီးကမုံအဲ့လိုလဲခေါ်ကြရပေါ့နော်ပြီးပြီဆိုရင်ဒုတိယတနည်းအလားစင်တဲ့နေကြတော့အလဲဖက်ကိုခောက်မယ်ပေါ့နော်အလဲဖက်ကိုခောက်ပြီးတော့အပေါ်ကနေအောက်ထိကိုအချွန်လေးညက်ပေးလိုက်မယ်နော်ဒါကတော့ဒုတိယနည်းအဲ့ဟာကိုဘလို့အိုးထဲမှာဘလို့ထိုးမလဲဖော့ထဲမှာဘလို့ထိုးမလဲဆိုရင်မေပြပေးမယ်နော်ဒါကတော့သူ့ကိုထိုးလို့ရအောင်ညက်ပေးရမယ်နော်အလဲကကိုင်းလေးမလေးတခုပေါ့အပြားလိုက်ကြည့်တော့ထိုးလို့မရအောင်နော်အပြားလိုက်ကြည့်တော့ထိုးရဆိုရင်ကိုယ့်ရဲ့ဖော့တွေဆိုရင်ကွဲကုန်မှာနော်ဒီလိုလေးအလားဆင်ပြီးပြီဆိုအောက်ဘက်ကိုဒီလိုချွန်အောင်ညက်ပေးရမယ်နော်ညက်ပြီးတော့မှကိုထိုးမဲ့အိုးကိုအလားတော့ဆင်လို့ရပြီဒါဆိုရင်ထိုးလိုက်လို့ရပြီပေါ့နော်ဒါဒုတိယနည်းဒီအရွက်ကိုအလားဆင်တဲ့ဒုတိယနည်းပြီးပြီဆိုရင်နောက်တစ်နည်းလေးပေါ့နော်တတိယနည်းလေးပြပေးပါမယ်နော်မေသုံးပြတဲ့ဒီအရွက်တွေအကုန်လုံးအစစ်တွေပဲနော်အတုမဟုတ်ဘူးနော်အကုန်လုံးအစစ်တွေပါရှင်နေရလူတွေဆိုဒီအရွက်တွေကတော့တော်တော်များတော့တွေ့ဖူးမှာနော်မြို့ဘွားမေတို့ကတော့ဒီအရွက်ကိုရှားလိုက်ရတာတော်တော်လေးရှားတယ်ပေါ့နော်ဒီအရွက်ကိုဖျားပန်းဦးထိုးချင်တာတော်တော်လေးကိုရှားလိုက်ရတယ်အခုကတတိယနည်းလေးပြမယ်အရင်ဆုံးအောက်ဘက်ကိုပန်းအိုးပဲဖြစ်ဖြစ်ဖော့ဝဲမှာပဲထိုးလို့ရအောင်အရင်ဆုံးဖြတ်ပြီးပြီဆိုရင်လိမ့်မယ်နော်လိမ့်ပြီးပြီဆိုရင်ဒီမှာကိုယ့်ရဲ့ဖော့ပေါ်မှာဖြစ်ဖြစ်ဒီလိုကိရိယာပေါ်မှာဖြစ်တော့ထိုးလိုက်လို့ရတယ်ဒါတော့တတိယနည်းပေါ့နော်တတိယအလားစင်တဲ့နည်းပြီးပြီဆိုရင်နောက်တစ်မျိုးလေးပြပေးမယ်နော်ခေါ်တဲ့နာမည်ကတော့မိတ်ဆွေတို့ခေါ်နေကြနာမည်လေးပဲခေါ်လိုက်ပေါ့နော်တချို့တွေကတော့မေကတော့မျှဝေတာမေတို့ခေါ်နေတဲ့နာမည်နဲ့သူတို့ခေါ်တဲ့နာမည်မတူဆိုအမျိုးပဲပေါ့နော် comment မှာလာပြီးတော့ပြောကြတာပေါ့နော်မိတ်ဆွေအတိကတော့ကိုတင်ပေးချင်တာကတော့ကိုတို့ဒီအရွက်လေးကို
အလားပလေးစင်ကြီးအမျိုးမျိုးလေးပဲပြပေးချင်တာပေါ့နော်တချို့နာမည်မသိရလူကြတော့မိတ်ဆွေတို့မှတ်ထားလိုက်ပေါ့နော်မေတို့တုံးတာတော့ဘာရှိရွက်လို့ခေါ်တယ်လက်ကြီးကြလက်ကီကမုံပင်လို့လည်းခေါ်ကြရပေါ့နော်ဒါလေးကိုဒီမှာအလဲရဟာလေးပဲယူပြီးတော့အလားစင်လို့ရတယ်ဖော့ထဲမှာတော့ထိုးလဲဒီလိုထိုးလို့ရတယ်ပေါ့နော်ဒါကတော့မျက်ပုံစံလေးတောင်မှနောက်ထပ်တစ်မျိုးလေးတောက်ကွေးပြီးတော့ကွေးလေးလုပ်ပြီးတော့စတာပလာနဲ့နှိပ်လိုက်မယ်မတည်ရင်ဘယ်ကမျက်ပြင်လေးကိုတွားယူထားကြနေရပါတော့တကယ်တမ်းဒီအရွက်လေးတစ်မျိုးကိုမှအမျိုးအလှဆင်ထားပါတော့ပြာလေးစတာပလာလေးနဲ့နှိပ်လိုက်မယ်ဒါကနောက်တစ်နည်းပေါ့နော်အရွက်လေးကိုအမျိုးအလှဆင်လို့ရရင်နော်မင်းကတော့အရွက်ကိုတော်တော်ကြိုက်တယ်ဒီလားမြို့ပေါ်မှာတော်တော်ဝဲရခတ်လို့တော်တော်ရှားလို့ပြီးဆိုရင်နောက်တစ်မျိုးတင်ပေးမယ်နောက်တစ်မျိုး share လုပ်ပေးမယ်ရှင်နောက်တစ်မျိုးကကြတော့ဒီဟာလေးကိုဒီအရွက်လေးကိုပဲပေါ့နော်မေတို့အလဲရနေပြန်ညက်မယ်မိတ်ဆွေတို့အတွက်အသုံးဝင်ဖို့မျှော်လင့်ပါရဲ့ပေါ့နော်မိတ်ဆွေတို့ပန်းအိုးမှာထူးထူးဆန်းဆန်းလေးရဲ့အလားဆင်လို့ရအောင်ပေါ့နော်ပုံမှန်ထိုးနေကြမဟုတ်ပဲနည်းနည်းလေးဒီဇိုင်းလေးအမျိုးမျိုးtrend တက်သွားအောင်ပေါ့နော်ဒါဆိုရင်ဒီကရိယာလေးနဲ့မေကနောက်တစ်မျိုး trend ပြပေးမယ်ဒီလိုလေးအမြင်လေးပေါ့နော်အမြင်လေးထွင်ပြီးတော့ဒီမှာဒီလိုလေးကွေးလိုက်တယ်အဲဆိုရင်ဘတ်အိုးထဲမှာတော့ထိုးဆိုတော့ထူးဆန်းဆန်းလေးနဲ့တမျိုးလေးလှနေမှာပေါ့နော်အမှုပညာဆိုတော့တရားလေးကိုစတာပလာလေးနဲ့နှိပ်လိုက်မယ်နော်ဒီနေရာမှာမေကကျန်တဲ့ဟာကိုကွေးလေးနဲ့စတာပလာအကုန်လုံးတွဲနှိပ်ပြီးတော့ကျန်တဲ့တရွက်ကိုကြတော့အဖြောင့်လေးပေါ့နော်ကွေးထွက်သွားအောင်လေးလှုပ်လိုက်မယ်ပေါ့နော်အဲ့ဒါတော့ကိုယ့်ရဲ့သဘောပဲပေါ့နော်မိတ်ဆွေတို့သဘောအမျိုးမျိုးထိုးလို့ရပါတယ်ဒါလေးကိုဒီလိုလေးထွင်ဖန်တီးပြီးဆိုရင်ကိုယ့်ရဲ့ပန်းအိုးထဲမှာပေါ့နော်ကိုယ့်ရဲ့ဖော့ရီနဲ့ထိုးရဲဆိုဖော့ရီထဲမှာထိုးလိုက်လို့ရပြီပေါ့နော်ဒါတော့ဒီပါရှိပဲပေါ့နော်အဲ့ဒီအရွက်ကလေးရဲ့ဖန်တီးရဲ့ပုံစံလေးပေါ့နော်အမျိုးမျိုးဖန်တီးလို့ရတယ်မိတ်ဆွေတို့လည်းဖျားပန်းအိုးထိုးနည်းတွေပန်းအိမ်မှာနေရင်းနဲ့ပန်းထိုးနည်းလေးလေ့လာချင်တယ်ဆိုရင် online class လေးတွေအနံလို့ရပါတယ်ပေါ့နော်မေစီမှာတော့ပန်းအိုးထိုးနည်း online class ကဆေးရလဲအရန်ချိုရပေါ့နော်တင်ပေးထားလဲတဖြည်းဖြည်းနဲ့အရန်ကိုများတယ်ပေါ့နော်ဘာလို့လဲဆိုတော့မေကိုတိုင်ကလည်းပန်းအိုးထိုးတာဝါဒနာပါတဲ့လူမလို့ပါနော်ဝါဒနာနဲ့အလုံးနဲ့တစ်ထပ်တည်းဖြစ်နေတော့ကိုကထိုးရင်းနဲ့တပုတ်ပြန်ရိုက်ပေးလိုက်တယ်ပြန် sharing လုပ်ပေးလိုက်တယ်ထိုးရင်းနဲ့နောက်တပုတ်ပြန်ရိုက်ပေးလိုက်တယ် sharing လုပ်ပေးလိုက်တယ်ပေါ့နော်တဖြည်းဖြည်းနဲ့အများကြီးပဲပေါ့နော်တင်ပေးထားတာပေါ့နော်အားလုံးကြည့်ရှုပေးရကျေးဇူးတင်ပါတယ်